ဘိုလ်ချုပ်အောင်ဆန်းမှားခဲ့သလားဒါတော့ဗာလဲဆိုတော့ကျွန်တော်ရန်ကုန်မှာဗျာအခုဒီ taxi စီးပြီးတော့သွားတဲ့အခါကြာရင်ပေါ့နော်ဒီ taxi မောင်းတဲ့ဆရာတွေနဲ့စကားဆက်မြည်ပြောရင်းနဲ့ဟိုเจ้าဒီเจ้าအစတော့ဟိုเจ้าဒီเจ้าပြောတာပါပဲပြောရင်းနဲ့စီးပွားရေးမပြေတဲ့အကြောင်းခက်ခဲတဲ့အကြောင်းရုန်းကန်တဲ့အကြောင်းတွေရောက်ဖြည်းဖြည်းနဲ့ရောက်လာပြီးတော့နိုင်ငံရေးအကြောင်းကိုရောက်သွားတာပေါ့နော်နိုင်ငံရေးအကြောင်းရောက်သွားတော့ taxi ဆရာတော်တော်များကျွန်တော်ကြုံဘူးတလောက်ပေါ့နော်ဘာပြောကြလဲဆိုတော့ငါတို့နိုင်ငံကအင်္ဂလိပ်လက်အောက်ကနေတဲ့လွတ်လပ်ရေးမယူခဲ့ရင်အကောင်းသားတဲ့ဘိုလ်ချုပ်အောင်ဆန်းဘာဖြစ်လို့ယူခဲ့တာလဲမသိဘူးတဲ့အခုကဒီနိုင်ငံကြီးကိုကြည့်လိုက်တယ်ဒီလိုတွေဖြစ်နေတာတဲ့တယောက်နဲ့တယောက်လွတ်လပ်ရေးရပြီးကြတဲ့အခုချိန်ကြီးလူလူသူလူမနေရသေးဘူးပေါ့နော်အင်္ဂလိပ်ခေတ်မှာနေခဲ့တဲ့လူတွေကိုငါတို့ကအခုချိန်ကြီးမမိသေးဘူးတဲ့ငါတို့အဖိုးအဖွားတွေအင်္ဂလိပ်လက်အောက်မှာနေခဲ့တဲ့လူတွေဆိုရင်ပြောတယ်ငါတို့အင်္ဂလိပ်ခေတ်တုန်းကဆိုဘလို့ဗညာပေါ့နော်တိုးတက်မှုတွေငြိမ်းချမ်းမှုတွေအေးဆေးမှုတွေပေါ့ဗျာစီးပွားရေးရပဲဘာပညာရေးအရာအကုန်လုံးပေါ့နော်ဆိုတော့အဲ့ဒီအဖိုးကြီးအဖွားကြီးတွေကပြန်တန်းတားတယ်ပေါ့နော်အင်္ဂလိပ်ခေတ်ကိုမှီတဲ့အဖိုးကြီးအဖွားကြီးတွေကဆိုတော့ကျွန်တော်တို့ဒီမှာကြည်နေတဲ့မိတ်ဆွေတွေကဘယ်လိုထင်လဲဗျဘိုးချုပ်မှားခဲ့သလားပေါ့ဘိုးချုပ်အောင်စမှားခဲ့သလားကျွန်တော်စကားပြောရင်ကျွန်တော်တို့ကလည်းဒီနိုင်ငံရေးဆိုတာလည်းထဲ့မပြောလို့မရဘူးလေနော်နိုင်ငံရေးအဆင်ပြေမှလည်းစီးပွားရေးဒီမူရေးကျန်းမာရေးပညာရေးအကုန်အဆင်ပြေတာဟုတ်ဆိုတော့ပြောရင်လည်းအဲ့လိုမျိုးရရောက်သွားတယ်ဗျဆိုတော့အဲ့ဒီ taxi ဆရာကြီးတွေပြောတယ်လို့မျိုးဘိုးချုပ်အောင်စမှားခဲ့သလားပေါ့ဘယ်လိုထင်လဲ comment တွေရေးခဲ့ပေးပါဦး